ငကားတွေရှိတဲ့နေရာကိုရောက်ဖူးကြလားဗျမရောက်ဖူးရင်ဗီဒီယိုကိုစိုးထိတာကြည့်လိုက်တော့ရေကူးမယ်ဆိုလို့ရှိရင်လည်းရေကူးလို့ရပါတယ်ဒါပေမဲ့ရေရှည်လေးတော့နည်းနည်းကျန်းပါတယ်ဒီအပေါ်ကနေတက်ပြီးလမ်းလျှောက်ရတာဒူးတွေပါတုံတယ်အောက်ကိုပြောက်ကြရင်လည်းဒီစီးနဲ့မျိုးပေါ်သွားပြီးတခါတည်းတော့ကေသွားမှာပါမြင့်ကျတဲ့သူတွေတော့လုံးဝမတက်သင့်ပါဘူးမဟုတ်ရင်ကိုယ့်အနေကိုအကြောက်လွန်ပြီးအောက်ကိုပြောက်ကျသွားမှာပါဒီတခွန်ဆိုပေမဲ့ဘုရားတည်ထားပါတယ်ဖဏတ်တော့စီလို့မရပါဘူးဗျမိုးရဖြစ်လို့ရေစီးရတော်တော်တန်ပါတယ်အပေါ်ကနေအောက်ကိုကြည့်လိုက်တော့နည်းနည်းလေးကြောချမ်းရကောင်းပါတယ်လက်ချဲကခေတာလည်းဖော်လေးချွတ်ချသွားတော့လုံးဝပြန်မရတော့ပါဘူးဖူမငကားတွေမြင်တယ်မလားဗျအခုကတော့ငကားတွေဖက်ကိုသွားမှာပါသူစီသွားဖို့ဆိုရင်အောက်ကိုဆင်းရတယ်ပေါ့နော်ဒီမှာကမီးမကွန်းတွေငကားတွေအများကြီးရှိပါတယ်ဒီကြောက်တုံးလမ်းမှာရေတွေတပွားတိုင်တူးလူလူစီးချနေပါတယ်အပေါ်ရောက်လို့ရှိရင်ဂူလေးတစ်ခုရှိပါတယ်ตามไหมครับตามไหมเหรอ